ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ခွေးထောက်ခံတဲ့ဘောမတရုတ်ဆောင်ခန့်စီသူဟာကြွကြိုလာရဲ့အချစ်တော်ဖြစ်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ရဲ့မိန်းမကြွလာဟာအချစ်တော်သားတွေများစွာထားရှိလာတယ်လို့သိရပါတယ်။မင်းအောင်လှိုင်ရဲ့မိန်းမကြွလာမှာအောင်ပြည့်စုံလို့ခေါ်တဲ့သားရင်တအုပ်ရှိပေမဲ့ကြွလာကတော့အချစ်တော်သားတွေများစွာထားရှိလာတာပဲဖြစ်ပါတယ်။ကြွလာဟာသူ့ကိုအမေလို့ခေါ်တဲ့ငယ်ရွယ်တဲ့စစ်ဘက်အရက်ဘက်လူငယ်တွေကိုသားလို့ပြန်ခေါ်ရင်းနဲ့အချစ်တော်သားတွေများစွာပေါ်ထိုးလာတာပဲဖြစ်ပါတယ်။စစ်ဘက်မှာဆိုရင်ဘုံမူကျော်စောရဲဆိုသူကကြွလာရဲ့အချစ်ဆုံးသားတဦးလည်းဖြစ်ပါတယ်။ကြွလာကသူ့ရဲ့သားတွေများစွာကိုသူတို့နေထိုင်ရာအိမ်တော်ထဲမှာတကားမရှိဓာမရှိအမြဲလိုဝေးထွက်ခွင့်ပြုထားပြီးတော့ကြွလာရဲ့ဝမ်းမနာသားတွေအားလုံးကအင်မတန်မှလုံခြုံရေးထူထပ်တဲ့စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ရဲ့အိမ်တော်စီကိုအမေကခေါ်လို့ဆိုတဲ့စကားတစ်ခုနဲ့ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့သိရပါတယ်။ကြွလာရဲ့သားရင်မဟုတ်တဲ့အချစ်တော်သားတွေကြားမှာဆက်ဆံရေးကလည်းနေ့စဉ်ဖုန်းပြောကြပြီးတော့တာเจ้าမာเจ้าစလို့ဘေးတွေရဲတွေအဆုံးလူမှုပတ်ဝန်းကျင်ကအဖြစ်အပျက်တွေကအစပြောဆိုကြတယ်လို့သိရပါတယ်။ကြွလာရဲ့သားဖြစ်ခွင့်ရတဲ့အချစ်တော်သားတွေအနေနဲ့ဝန်ကြီးဌာနတွေရဲ့လုပ်ငန်းတင်ဒါပါမစ်တွေစီးပွားရေးနဲ့တပ်တူတူဖော်ရေးလုပ်ပိုင်ခွင့်တွေစစ်ကောင်းဆောင်တွေရဲ့နိုင်ငံခြားခရီးစဉ်တွေမှာလိုက်ပါခွင့်တွေအပါအဝင်အထူးအခွင့်အရေးအဖြစ်နဲ့ရရှိကြတဲ့အပြင်ကြွလာစီကိုတိုက်ရိုက်နေ့စဉ်ဖုန်းခေါ်ခွင့်လည်းရရှိကြတယ်လို့သိရပါတယ်။ရုပ်ရှင်နယ်ပယ်အတိုင်းဝိုင်းမှာဆိုရင်ကြွလာရဲ့အချစ်တော်သားတူဖြစ်လာတဲ့သူကတော့တရုတ်ဆောင်ခန့်စီသူပဲဖြစ်ပါတယ်။ရခိုင်လူမျိုးချင်းချင်းဖြစ်တာရဲ့ခန့်စီသူကကြွလာအနာရအောင်နီးမျိုးစုံနဲ့ချင်းကပ်လာတာတွေကြောင့်ခန့်စီသူဟာကြွလာရဲ့ရုပ်ရှင်နယ်ပယ်ကအချစ်တော်သားတူဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ခန့်စီသူနဲ့ကြွလာတို့ကြားမှာအမေသားအခေါ်အဝေါ်တွေအပြင်လူပုဂ္ဂိုလ်ချင်းခိုင်မာတဲ့ရင်းနှီးမှုတွေရှိလာတဲ့အပြင်ရခိုင်အချင်းချင်းဖြစ်တာရောခန့်စီသူရဲ့မြောက်ပင်ပြောဆိုတတ်တဲ့ဘောမကောင်းလွန်တာကြောင့်ရောခန့်စီသူဟာကြွလာရဲ့အသေးဆွဲအချစ်တော်သားတယောက်ဖြစ်လာခဲ့ပါတယ်။ကြွလာကတမိုးကြီးအမတ်တစိလက်ကအိတ်လက်လေးတွေကိုအလွန်နဲ့တက်ပြီးတော့ခန့်စီသူကလည်းအဲ့ဒီအချက်လက်ကိုတိထားတာကြောင့်ဒေါ်လာထောင်တောင်းချီတဲ့တမိုးကြီးလက်ကန်အိတ်တွေကိုကြွလာစီကိုအမေအတွက်ဆိုပြီးတော့ပေးဖို့လေးရှိပါတယ်။ဒီလိုပေးလို့လဲခန့်စီသူအတွက်အရေးမရှုံးပဲဝန်ကြီးဌာနတွေရဲ့လုပ်ငန်းလုပ်ပိုင်ခွင့်တင်တာနဲ့တန်ချောင်းတင်သွင်းခွင့်ပါမစ်တွေလိုအထူးခွင့်ရေးတွေပြန်လည်ရရှိတာမို့လို့သူရင်းလိုက်တဲ့အိတ်ဘိုးထဲတောင်မှအစာပေါင်းရာချီအမျက်တွေရနေတာလည်းဖြစ်ပါတယ်။ဒါအပြင်ကြွလာရဲ့အချစ်တော်ဖြစ်လာမှုကြောင့်စစ်ခွေးတဲ့ရဲ့ဝါရဖြန့်ဇလန်းတွေမှာခန့်စီသူကပင်နိုင်တရုတ်ဆောင်ဒါရိုက်တာဖြစ်လာတဲ့အပြင်ခန့်စီသူရိုက်ကူးခြင်းနဲ့ဇလန်းနဲ့ရုပ်ရှင်တွေအတွက်လည်းကြွလာ